face hugger လို့ခေါ်တဲ့ဂျိုတာတော်ဝါဆိုဟာအမျိုးသမီးရဲ့နောက်ကျောဘက်ကနေရုတ်တရက်ခုံအုပ်လိုက်ပြီးသူမရဲ့မျက်နှာကိုမြဲမြံစွာကပ်တွယ်လိုက်ပါတယ်။၎င်းရဲ့အမီးနဲ့ခြေလက်တွေဟာသူမရဲ့လေပင်ကိုတင်းကျပ်စွာပတ်ထားလိုက်တာကိုမြင်တော့တချောင်းသူတွေကအပြေးလွှာလာရောက်ဆွဲခွာဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့ဆွဲခွာလေထိုးတော်ဝါကပိုပြီးတင်းကျပ်စွာညှစ်လေချင်နေတာကြောင့်ဘာမှမတတ်နိုင်ပဲလက်လွတ်လိုက်ရပါတော့တယ်။အဲ့ဒီချိန်မှာအန်ဒီလို့ခေါ်တဲ့စက်ရုပ်ကထိုးတော်ဝါဟာနဗာရိုတို့တပ်ပစ်နေတာမဟုတ်ဘဲသူမအသက်ရှူနိုင်ဖို့အောက်ဆီဂျင်ပြန်လည်ပေးပို့နေတာကိုသတိပြုသွားပါတယ်။လောလောဆယ်တော့သူမအသက်ဟာအန်ဒီရဲ့မရှိသေးဘူးလို့ယူဆရပါတယ်။ဒါကိုမြင်တဲ့ဘီဂျွန်ကလျှက်စစ်တုံးနဲ့ထိုးတော်ဝါကိုရိုက်ဖူးကြိုးစားပေမဲ့အန်ဒီကအတင်းထားစီးပြီးအဲ့ဒီလိုမလုပ်ဖို့သတိပေးလိုက်ပါတယ်။ရှေ့ဆက်ဘာလို့ရမယ်မသိဖြစ်နေတော့မှာပဲသူတို့ဟာမြေပြင်ပေါ်မှာလဲကျနေတဲ့ Rick ဆိုတဲ့နောက်ထပ်စက်ရုပ်တရုပ်ကိုတွေ့ရှိသွားပါတယ်။သူတို့ဟာ Rick ကိုထိန်းချုပ်ခန်းစီခေါ်သွားပြီးလျှက်စစ်တဲ့အားနဲ့ပြန်လည်အသက်သွင်းလိုက်ကြတယ်။ဒါပေမဲ့ Rick က Navarro ရဲ့မျက်နှာမှာကတ်နေတဲ့တရဝါကိုမြင်လိုက်တာနဲ့အားလုံးကိုချက်ချင်းထွက်ပြေးဖို့သို့မဟုတ် Navarro ကိုအခုပဲတပ်ပစ်ဖို့တိုက်တွန်းပါတော့တယ်။မဟုတ်ရင်တော့အဲ့ဒီတရဝါဟာသူမနဲ့ပေါင်းဆက်သွားပြီးပိုမိုကြောင်းမတ်ဖွယ်ကောင်းတဲ့ XX921 အဖြစ်ပြောင်းလဲသွားမှာဖြစ်လို့ပါ။ဒီလိုအကြက်သေးဖြစ်နေချိန်မှာတငယ်ချင်းတယောက်ကအေးခန်းကနေပိုက်တစ်ခုကိုဆွဲထုတ်ပြီးအေးဓာတ်ဖျားနဲ့တနတ်နဲ့ထိုးတရဝါကိုချင်းရွယ်လိုက်ပါတယ်။အလွန်အမြင့်အေးခဲသွားတဲ့တန်းကြောင့်ထိုးတရဝါဟာသူမရဲ့လေပင်ကနေအမီးကိုဖြေလျော့လိုက်ပါတယ်။အားလုံးဝိုင်းဝန်းပြီးသူမမျက်နှာပေါ်ကနေအတင်းဆွဲခွာလိုက်ကြတယ်။တရဝါကပြန်လေတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အေးဓာတ်ဖျန်းပြီးမောင်းထုတ်လိုက်နိုင်ပါတယ်။နဗာနိုတတိပြန်ရလာပေမဲ့စက်ရုပ်ကထပ်မံတတိပေးပါတယ်။အချိန်တောင်းသွားပြီထင်နိုင်ကြောင်းနဗာရိုရဲ့ကိုယ်သွဲမှာကြိုးသားတန်တီတီးသွားလောက်ပြီးဖြစ်ကြောင်းပေါ့။အန်ဒီကကြိုချင်းကာကွယ်တဲ့အနေနဲ့နဗာရိုကိုတီးတန့်ခွဲထားပြီးစောင့်ကြည့်ဖို့ကြိုးစားပေမဲ့ဘီဂျွန်ကတားဆီးပြီးအန်ဒီကိုလျှက်စစ်တုံနဲ့ရိုက်ချလိုက်ကနဗာရိုကိုခေါ်ပြီးထွက်ပြေးသွားပါတော့တယ်။ကန်ကောင်းစွာနဲ့တခြားတငယ်ချင်းတစ်ယောက်ကအန်ဒီကိုပြန်လဲအသက်သွင်းပေးနိုင်တယ်လို့အန်ဒီဟာသူတို့နောက်ကိုချက်ချင်းလိုက်သွားပါတယ်။လမ်းမှာပိတ်နေတဲ့တမနာတကားကြီးကိုလက်နှစ်ဖက်နဲ့အတင်းသွင်းဖွင့်ဖို့ကြိုးစားနေတော့မှာပဲဘီဂျွန်ဟာနဗာရိုနဲ့အတူအာကာတာယန်ပေါ်ပြန်ရောက်သွားပါတယ်။သူဟာအနောက်ကိုလွှတ်ပြီးအန်ဒီအကင်မှာပိတ်မိအောင်တကားတွေကိုဝန်းကနေပိတ်ချလိုက်ပါတော့တယ်။သူတို့ဟာအာကာတာယန်ရဲ့ထိန်းချုပ်ခန်းကိုရောက်တာနဲ့အာကာသစခန်းနဲ့ချိတ်ဆက်ထားတာကိုချက်ချင်းဖျက်တောင်းလိုက်ကြတယ်။ထိတ်လန့်နေစေဖြစ်တဲ့နဗာရိုကသူမရဲ့ကြောပုတ်ဤထဲကစကန်နာကိုထုတ်ပြီးသူမရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်ပါတယ်။ဒါပေမဲ့စကန်နာပေါ်မှာပေါ်လာတဲ့အရာကတော့တကယ်ကိုကြောက်မတ်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတော့တယ်။